ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ရွှေရွှေလေး YouTube channel ရရင်ပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့ရွှေရွှေလေး YouTube channel ကိုအပေးနေကြတဲ့မိဘပြည်သူညီကောင်တို့မှအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကဲကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲကိုဖြိုးရဲ့ 3D ကိုစောင့်မျှော်နေကြတဲ့အကူဒီမိုင်းအားလုံးပဲကျွန်တော်တို့ 3D မတင်ပေးဖြစ်တာလေးကတော်တော်လေးတော့ကြာသွားပြီပေါ့နော် 3D မတင်ပေးဖြစ်တာလေးကျွန်တော်တို့ 3D ကျွန်တော်တို့နှစ်ကုန်ပြီးကျွန်တော်တို့အဖွင့်နှစ်ကုန်ပြီအဖွင့်နေမှာပဲကျွန်တော်တခါတင်ပေးဖြစ်တယ်တင်ပေးတာလဲကျွန်တော်တပွင့်ကွာလေးနဲ့ခံလိုက်ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ channel နောက်ပိုင်းလေးမှာကိုဖြိုး 3D မတင်ပေးဖြစ်တာလေးနဲ့ကြာပြီပေါ့နော်ဒါဒီဘက်မှာလဲကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့ 3D ကတော်တော်ကောင်းလေးတွေကမှရထားတဲ့အတွက်ကြောင့်ကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးတွေကိုဖြိုး 3D ကိုစောစောလေးတင်ပေးလိုက်တာပေါ့နော်ကျွန်တော်တို့ဒီ live video file လေးကကျွန်တော်တို့ 3D နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့16ရက်2လ2026နော်ကိုပြောချင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့16ရက်2လ2026ကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့ကိုပြောချင်မိတ်ဆွေများအားလုံးတွေလုံးဝထူးရှယ်မိန်ရောနှစ်ကွက်နော်ကိုပြောက 3D နဲ့ပတ်သက်လာရင်ပေးထားအမြဲတမ်းပေးထားနှစ်ကွက်ပဲရှိပါတယ်နော်ကျွန်တော်တို့ရှေ့ဘက်ဒီမှာလဲကိုဖြိုးပေးတယ်ကိုဖြိုးလိုက်ကိုအမြင်အပေးနေတဲ့အကူဒီမိုက်အားလုံးသိပါတယ် 3D နဲ့ပတ်သက်ပြီးကိုဖြိုးပေးရင်ကျွန်တော်တို့အမြဲတမ်းမှာနှစ်ကွက်အများဆုံးနှစ်ကွက်ပဲရှိပါတယ်ဒီ3နဲ့ပတ်သက်ပြီးတော့ကကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲတခုတော့ရှိတယ်ပေါ့နော်3နဲ့ပတ်သက်ပြီးဝါသနာရှိတယ်3နဲ့ပတ်သက်ပြီးတော့ကိုကဝါသနာရဆော့တယ်ကိုဖြိုးတင်ပေးတဲ့ 3D လေးတွေကိုကြိုက်နေတဲ့မှုရှိလို့ like ဆော့ပါတယ်ဆိုရဲအကူဒီမိုက်အားလုံးကတော့ကျွန်တော်ရဲ့ဒီ live view file လေးကိုအစားဆုံးပြီးဆုံးအောင်ကြည့်ပြီးတော့လို့ကျွန်တော်ဘက်ကမြင်တာရက်ခံပါတယ်ဗျကဲကိုဖြိုးချင်းချင်းများအားလုံးပဲချစ်ကိုတွေချင်းမိုင်အားလုံးပဲကျွန်တော်ရဲ့ဒီရွှေဖြိုးလေး YouTube channel လေးက channel အသေးလေးဖြစ်တဲ့အတွက်ကြောင့်ကိုဖြိုးရဲ့ကိုရီမိုင်အားလုံးကကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးတဲ့ကိုရီမိုင်အားလုံးက subscribe လေးနှိပ်ပေးကြပါကျွန်တော်တို့2D3 နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အပတ်စဉ်နေ့စဉ်ပုံမှန် free တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ live video file လေးတွေကိုကြိုက်နေတဲ့မှုရှိရင်ဘေးနားက notification ခေါင်းလုံးလေးကိုပါနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဟုတ်ပြီကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲချစ်ကိုတွေချင်းမတွေအားလုံးပဲနော်ကိုဖြိုးချင်းမိတ်ဆွေများအားလုံးတွေကျွန်တော်တို့3နဲ့ပတ်သက်ပြီးမပြောခင်လေးမှာကိုဖြိုးချင်းမိတ်ဆွေများအားလုံးတွေကျွန်တော်တို့2နဲ့ပတ်သက်ပြီးနည်းနည်းပြောချင်တယ်ကျွန်တော်တို့2နဲ့ပတ်သက်ပြီးတော့ကကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့အပတ်စဉ်အပတ်တိုင်းဇာရိုးနဲ့ပတ်သက်ပြီးတော့လည်းအပတ်တိုင်းရလာတယ်ကျွန်တော်နေ့တိုင်းနဲ့ပတ်သက်ပြီးတော့လည်းအပတ်တိုင်းရလာတယ်ကိုဖြိုး2ကဗမာတင်ပေးတာလဲဆိုရင်ကျွန်တော်ရဲ့အခုလက်ရှိရွှေဖြိုးလေး channel မှာပဲကျွန်တော်တို့2နဲ့ပတ်သက်ပြီးတော့ပုံမှန်တင်ပေးပါတယ်ကျွန်တော်တို့2နဲ့ပတ်သက်ပြီး like တွေကတော့ကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့9နာရီခွဲပေါ့နော်9နာရီနဲ့9နာရီခွဲတောင်ကျွန်တော်10နာရီပေါ့10နာရီမှာကိုဖြိုးလိုက်ရှိပါတယ်ကျွန်တော်နေ့လယ်မှာဆိုရင်ကျွန်တော်10နာရီနဲ့10နာရီခွဲရမှာကိုဖြိုးလိုက်ရှိပါတယ်เนาะကိုတူရီနဲ့ပတ်သက်ပြီးတော့ဝါနာရှိလို့ကိုဖြိုးနဲ့လက်တွဲခြင်းနဲ့ကိုဖြိုးနဲ့ဆော့ခြင်းနဲ့ကိုဖြိုးကနန်းလေးတွေနဲ့ပတ်သက်ပြီးဆော့ခြင်းပါတယ်ဆိုရဲအကူဒီမိုက်အားလုံးကကျွန်တော်တို့တူရီဖွင့်ရက်တွေမှာကျွန်တော်တို့နေ့လယ်10နာရီခွဲမှာကိုဖြိုးလိုက်ရှိလို့မနက်ပိုင်း9နာရီမှာလေကိုဖြိုးလိုက်ရှိပါတယ်ဗျเนาะကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲဟုတ်ပြီကျွန်တော်တို့ကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့16ရက်2လ2026နော်ကျွန်တော်16ရက်2လ2026 3နဲ့ပတ်သက်ပြီးကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲ2 share main or နှစ်ကွက်လာပြီနော်ကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲတစ်ခါလေးမှတ်ထားကြပါကျွန်တော်ဒီဘက်မှာကကျွန်တော်တို့2နဲ့ပတ်သက်ပြီးတော့တော်တော်လေးကောင်းလို့ကိုဖြိုးကိုတိုင်ကစောလေးတင်ပေးလိုက်တာနော်ကျွန်တော်တို့အနီးကကြရင်လည်းကျွန်တော်တို့အနီးကနော်ဘယ်လိုပုံစံလေးစောရမယ်ဒီကနန်းလေးနဲ့ပတ်သက်ပြီးဘယ်လိုကောင်းတယ်ဘယ်လိုအားသာချက်အားနည်းချက်လေးရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့အနီးကကြရင်လည်းကျွန်တော်တို့အနီးကလိုက်လွှင့်ပေးပါဦးဖြစ်ပါတယ်ဗျဒါကြောင့်မလို့ကိုကြီးမိုက်အားလုံးပဲကျွန်တော်ရဲ့ရွှေဖြိုးလေး YouTube channel ကိုကျွန်တော်တို့ like and subscribe လေးနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဟုတ်ပြီကိုပြောချင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့16ရက်2လ2026 3D လုံးဝ2 share main on နှစ်ပတ်တည်းကျွန်တော်တို့348เนาะ348ရဲ့ကျွန်တော်တို့41ခွင်เนาะ348ရဲ့ကျွန်တော်တို့41ခွင်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကွက်သေးရမှာကိုဖြိုးရေဘယ်ဟာ main လဲဆိုရင်တော့ကျွန်တော်တို့41ခွင် main ပါเนาะ41ခွင် main မှာကိုဖြိုးရေဒီကနေ့ကပတ်လေစောရမှာလားဆိုရင်တော့ပတ်လေစောရင်နိုင်ရင်စော့ပတ်လေမစော့နိုင်ရင်ကိုဖြိုးအခုလက်ရှိပြောထားတဲ့ထိတ်စီးအလေကတိုင်းနောက်ပိတ်ဆိုပြီးတော့ကျွန်တော်တို့ကိုဖြိုးပြောတဲ့အတိုင်းလေးပဲစော့လေအဆင်ပြေပါတယ်ကိုကြိုက်နေတတ်တယ်လို့ဆိုလို့ရပါတယ်ဗျဟုတ်ပြီကိုပြောချင်မိတ်ဆွေများအားလုံးပဲကျွန်တော်တို့16ရက်2လ2026အတွက်ကျွန်တော်တို့sorry ပါကျွန်တော်တို့3နဲ့ပတ်သက်ပြီးတော့2 share main or နှစ်ကွက်ဒီကျွန်တော်တို့
348ရဲ့4ခွင်ဖြစ်ပါတယ်ကဲကိုပြောချင်းမိတ်ဆွေများအားလုံးပဲထူးရှယ် main order ကတော့ထုံးစံနိုင်ပဲ4ခုဖြစ်ပါတယ်ဗျကဲကိုပြောချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့ပုံမှန်တူရီနဲ့ပတ်သက်ပြီးတော့ဝါရဏရှိတယ်တူရီနဲ့ပတ်သက်ပြီးတော့ကိုပြောလိုက်တွေကို update ချင်တယ်ဆိုတဲ့အကူဒီမိုက်ကတော့ကိုပြောခုနကပြောခဲ့တဲ့အချိန်လေးတွေမှာကိုပြောပုံမှန်လိုက်လွှင့်ပေးပါတယ်လာရောက် update လို့ရပါတယ်ဗျအားလုံးပဲဘိုင်မှာကျွန်တော်တို့16ရက်နေ့ကျွန်တော်တို့ 3D ထွက်စင်မှာအကူဒီမိုက်အားလုံးနဲ့ပြန်လည်ဆုံးမယ်အားလုံးပဲဘိုင်မှာနော်